ဘူးလိုက်တော့မလေးလောက်တော့မှနေရကြအောင်မလေးလောက်ပြီးလောက်ဖို့တော့မသိတော့ပါဘူးဘာဖြစ်နေကြလဲခဏနော်အတိပါတော့ မင်းလေးကမင်းတို့လာတော့ဝင်တော့တော့ကော်ဖီနဲ့ပတ်တာမဟာတော့ဘာလို့ရလဲဒီကတော့နောက်လဲနိုင်နေမင်းပါပဲဟာတော့ဆက်လူကြီးတော့ပြောနေတယ်ဘာလို့လောက်ရလဲမတော်တယ်ဆက်အတိလောက်တားနေတယ်ဘာလို့လောက်ရလဲလာမပြောနဲ့ငါခန်းနဲ့လိုက်ခဲ့ခွင့်လိုက်ခဲ့ဆက်ဟုတ်လားစားကြလား ဟုတ်တယ် မလေးတယောက်ထဲပဲဆိုတော့ဒီနောက်ရက်ထိုင်လိုက်မယ်နော်မနော် ထိုင်နေ ဒီကွာ သူကအမချစ်သူလေနည်းနည်းစီသူဖြိုးတဲ့ ဟုတ်လားအကူကမအောင်ရထားတယ်ကန်ကောင်းတာပဲနော်အဆွေရညီမတို့နဲ့ဘာမှမတူတဲ့အတူတူရဲ့လေအမကညီမလေးတို့ရဲ့စီနီယာလေးအလုပ်လုပ်တာလည်းအရန်စီနေတာပါလားအလုပ်ပေါ်မှာလည်းအရန်နဲ့နေတယ်သူက အဲ့ဆိုလေကိုပြန်ရအောင်လေ ခုမှတောက်နေရုံလေးဆိုရဲ အဲ့ဆိုလေကိုတယောက်တည်းညီခဲ့အောင်ဆွဲရတာပြင်တော့မယ် အဲ့ဒါဆိုအခုကိုပြင်ပြပါ အဲ့ဒါခဏဆောင်ဝင်နော် ဟုတ်ပြီရပြီငါလည်းငါလေးရရလားဘာဖြစ်တာ ကောင်းမနေမှုတော့လို့ နေဖက်လိုက်မလားနဲ့နော်